ဒါဆိုလို့ရှိရင်ကျမတို့တွေပေါ့နော် final lesson plan ကိုဆွဲခဲ့ပြီပေါ့နော်အချိန်လေးနဲ့ဆိုတော့ကျမကတရက်စာပဲဆွဲပြထားတာဖြစ်ပါတယ်နောက်ရက်တင်မှာလည်းအဲ့လိုပဲသင်ခန်းစာနဲ့ကိုက်ညီပြီးတော့ဆွဲပြအောင်ဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီ final ကိုဆွဲပြီးတဲ့အခါမှာကျမတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်တင်ဖို့အတွက်ကိုပေါ့နော်ဒီနေ့မနေ့ကတင်မယ်ဆိုရင်မနေ့ကမှအဲ့ဒီတင်ကြားရဲ့အကြောင်းအရာတွေကျမတွားပြီးလေ့လာလို့မရဘူးအဲ့ဒီတော့ကျမတို့တွေဆွဲပြီးပြီဆိုလို့ရှိရင်မတင်ခင်တရက်မှာပေါ့နော်ကြိုပြီးတော့ပြင်ဆင်ထားရမယ်ရှင်ဥပမာပေါ့လေSN crab လုပ်မယ်ပေါ့မျက်စိနာနှာခေါင်းလေးတွေကတ်ကြမယ်ဆိုလို့ရှိရင်မျက်စိနာနှာခေါင်းလေးတွေကိုကြိုပြီးတော့ကိုကအရင်ဆုံး SN crab လုပ်ဖို့အတွက်ကိုကြိုပြီးပြင်ဆင်ထားတာမျိုး story time ပါတယ်ဆိုလို့ရှိရင်ပုံမြင်လေးဘာပြောမှာလဲပေါ့နော်ကိုပြောရင်ပုံမြင်ကကြတော့ပုံမြင်ထဲမှာဇက်ကောင်မနှစ်ခုပါလဲပုံမြင်ကိုဘယ်လိုနည်းနဲ့ပြောမှာလဲတဲဘုံဘုံပြောမှာလားတီဘုံဘုံပြောမှာလားဒါမှမဟုတ်လို့ရှင်လဲရှုခင်းဘုံပြောမှာလားပေါ့နော်ဆိုတော့ပုံမြင်ပြောနေရလဲမျိုးရှိတာဖြစ်တဲ့အတွက်ကိုကဘာပုံမျိုးပြောမှာလဲခေါင်းစဉ်ရွေးမယ်ခေါင်းစဉ်ရွေးပြီးလို့ရှိရင်ကိုဘလို့ပုံစံမျိုးနဲ့ပြောမှာလဲဆိုတာလေးတွေကကိုက prepare လုပ်အောင်ဖြစ်ပါတယ်အဲ့တော့ကျွန်မကခုနကတော့ daily lesson plan တရက်စာဆွဲပြထားတဲ့အပေါ်မူတည်ပြီးတော့ပြင်ဆင်ရမယ်တရက်စာကြိုတင်ပြင်ဆင်ရမယ်အချက်ကလေးတွေကိုလည်းကျွန်မကတိကျလေးရေးထားပေးပါတယ်ရှင်ဆိုတော့ကျွန်မကတို့မှာပို့ပေးပါမယ်လေ့လာကြည့်ပါဒါဆိုလို့ရှိရင်ကျမတို့တွေlesson plan တစ်ခုဆွဲဖို့အတွက် lesson plan ဆွဲလို့ရပြီဖြစ်ပါတယ်ရှင်တကယ်လို့မရှင်းခဲ့တာရှိလို့ရှိရင်အစအနေပြန်ကြည့်ပြီးတော့တေချာလေးလေ့လာပေးပါလေ့လာနေရင်လည်းနားမလည်ခဲ့တာရှိလို့ရှိရင်ကျမကိုအချိန်မီလေ့လာမိလို့ရပါတယ်ဟုတ်ကဲ့ဒီကျတော့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ကျမအရှိမဆွဲခဲ့တဲ့ one day အတွက်ကိုပေါ့နော်ကြိုပြီးတော့ပြင်ဆင်ရမယ့်အချက်လေးတွေဖြစ်ပါတယ်ရှင်တိတိကျရေးဆွဲထားပေးပါတယ်